လေဟာဘီဘောမချီRocky Mountain လား family vacation trip ပါကိုလာကြ Rocky Mountain လားအင်းလာကလည်းပါ family vacation trip ကလည်းဒီကြီး bye bye Hello အားလုံးပဲမင်္ဂလာပါကျမတို့မိသားစု Rocky Mountain ကိုသွားနေတာဖြစ်ပါတယ်ဒါကတော့ Estes Park ရဲ့အဝင်လမ်းလေးပဲဖြစ်ပါတယ်ဒီနေရာလေးကို Lake Estes လို့ခေါ်ပါတယ်လူတွေတော်တော်များများပန်းဖြေဖို့ရန်လာကြပါတယ်ဒီနေ့လဲလူတွေအရင်စီကားတယ်ပေါ့နော်အခုကျမတို့ Rocky Mountain National Park ရဲ့အဝင်ဝကိုရောက်နေတာဖြစ်ပါတယ် Rocky Mountain National Park ကိုသွားမယ်ဆိုရင်ဝင်ပေါက်က3ခုရှိပါတယ် Beaver Meadow Entrance ရဲ့ Four River Entrance ရဲ့ Grand Lake Entrance ရဲ့ဆိုပြီးတော့ဝင်ပေါက်3ခုရှိပါတယ်ကျမတို့ဝင်တဲ့ entrance က Beaver Meadow Entrance ပဲဖြစ်ပါတယ်ကျမတို့သွားတဲ့လမ်းတစ်လျှောက်မှာခုလိုလေးလမ်းဘေးမှာ overlooks လေးတွေသူတို့လုပ်ပေးထားတယ်ကားပတ်ပြီးတော့ view လေးတွေကိုကြည့်လို့ရအောင်ပေါ့နော်对了，一了，错干毛是啥嘞？给了那些肉丸嘛。嘿嘿是啊ကျမတို့နေတဲ့နေရာနဲ့ Rocky Mountain National Park ကနှစ်နိုင်တော်လောက်မောင်းရတယ်ပေါ့နော်လမ်းကလည်းနည်းနည်းကွေးကောက်လေးများတဲ့ခါကျတော့နည်းနည်းကောင်းမှုချင်သလိုလိုတော့ဖြစ်နေတယ်ကျမတို့သွားတဲ့အချိန်က August လ20ကျော်မှာသွားတာဆိုတော့အားလုံးကမြင်တဲ့အတိုင်းပဲစိမ့်လန်းဆိုပြီးနေတာပဲအရင်ကြည့်လို့ကောင်းတယ်အရင်လှပါတယ်အခုကျမတို့နားတဲ့နေရာက Rainbow Curve Overlook လို့ခေါ်ပါတယ်ဒီနေရာမှာဆိုရင်သူကအင်တာလည်းရှိရပါတော့နာကားမောင်းပြီးမှပေါ်ပါတွေသွားချင်တယ်ဆိုလည်းတော်တော်အဆင်ပြေတယ် View ကလည်းအရင်လှတော့ကားတောက်လျှောက်မောင်းနေတာဆိုတော့အခုလိုလေးခဏနာပြီးမှပေါ့နော်အဆင်ပြေတာပါဘာလို့လဲဆိုတော့တောင်ကိုပတ်ပြီးတော့လမ်းတွေလှုပ်ထားတာဆိုတော့ကောင်းမှုရတာအရင်လွယ်တယ်ဆိုတော့ဒီလိုမျိုးလေးနားတဲ့နေရာလေးတွေမှာနားပြီးတာတော့အရင်အဆင်ပြေပါတယ်Rocky Mountain ရဲ့ rest area တိုင်းမှာသူတို့တရိစံလေးတွေကိုစာမပေးဖို့စာကတ်ထားတယ်ပေါ့နော်တရိစံလေးတွေကလည်းလို့မကြောက်ဘူးအရင်ချဖို့ကောင်းတဲ့လူတွေနားလာပြီးတော့အစာလာတောင်းလေးရှိတယ်အဲ့ဒါကြောင့်ပဲဖြစ်မဲ့တဲ့စာကတ်ထားတယ်ပေါ့နော်လမ်းကအမြင့်ဆုံးထိကိုကတ္တရာခင်းပေးတာဖြစ်တဲ့အတွက်ကားမောင်းရတာအဆင်ပြေတယ်ဒါပေမဲ့လမ်းကဒီတောင်တစ်ခုလုံးကိုပတ်ပြီးတော့စောက်ထားတာဖြစ်တဲ့အတွက်တချို့တနေရာတွေမှာတော့ကြောက်ဖို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ကတ္တရာလမ်းဆိုတော့လည်းမောင်းရတာတော့အဆင်ပြေပါတယ်
ကျမတို့သွားတဲ့အချိန်က August 11လောက်ဖြစ်ပေမဲ့တောင်ကအမြင့်ကြီးဆိုတော့လေအရင်တိုက်တယ်ပြီးတော့အေးလည်းအရင်အေးတယ်တရက်ပြီးတရက်တော့တူမှာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျမတို့သွားတဲ့အချိန်ကလေအရင်တိုက်တဲ့အချိန်နဲ့အရင်အေးတဲ့အချိန်နဲ့သွားတိုက်တဲ့ခါကျတော့ကျမတို့ပါလာတဲ့အနှွေးထည်နဲ့အသိမခိုက်ဘူးပေါ့နော်ဆိုတော့ rest area တွေမှာသွားပြီးတော့အဲ့လို view ကြည့်ဖို့ကလည်းသိပြီးတော့အဆင်မပြေဘူးနောက်ပြီးတော့အဲ့ဒီချိန်က view တွေလည်းအရင်များတယ်ဆိုတော့ view ကလည်းကောင်းကောင်းလေးမပေါ်ဘူးပေါ့နော်ဆိုတော့သိပြီးတော့ rest area တွေမှာမနာဖြစ်ဘူး အခုကျမတို့ Alpine Visitor Center ကိုသွားနေတာဖြစ်ပါတယ် Alpine Visitor Center က North America မှာအမြင့်ဆုံး Visitor Center ဖြစ်ပါတယ် Alpine Visitor Center ရဲ့အမြင့်က11,000 ကျော်လောက်ရှိပါတယ်ကျမတို့ Alpine Visitor Center ကနေ Summit ကိုသွားနေတာဖြစ်ပါတယ်အမြင့်ဆုံးနေရာပေါ့နော်အဲ့နေရာကိုသွားနေတာပါအဲ့ဒီနေရာမှာလေကထက်က200ကျော်လောက်ရှိတယ်ပေါ့နော်ပြီးတော့ above sea level elevation ကပေ12,000ရှိပါတယ်ဒီ Rocky Mountain ဘက်ကိုလာတယ်ဆိုရင်မနက်ပန်းနဲ့ညနေပန်းမှာတရိတ်ဆန်တွေကထွက်ပြီးအစာရှာလေးရှိတယ်ပေါ့နော်ဆိုတော့တရိတ်ဆန်တွေကြည့်ချင်တော့အဲ့လိုအချိန်မျိုးမှလာရင်တော့တော်တော်လေးအဆင်ပြေပါတယ်ဒီနေရာကတရက်တန်နဲ့တော့လဲလို့မပြီးဘူးပေါ့နော်အရင်ကျဲတာဖြစ်တဲ့အတွက်ဒါပေမဲ့မိုးကလည်းချုပ်တော့မယ်2နာရီကျော်လဲအိမ်မောင်းအောင်မယ်ဆိုတော့ကျမတို့ပြန်နေပါပြီဒီနေရာကိုလာမယ်ဆိုရင် reservation ကြိုတင်လုပ်ထားဖို့မမေ့ဖို့ကိုပြောချင်ပါတယ်ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံး bye bye